င်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။အာဆီယံထိပ်သီးခေါင်းဆောင်များအစည်းအဝေးကိုမင်းအောင်လှိုင်ကိုတက်ခွင့်မပြုဘူးလို့အာဆီယံဥက္ကဋ္ဌဖိလစ်ပိုင်ကထပ်မံအတည်ပြုပြောဆိုပါတယ်။ဒေါ်ဆန်းစုကြည်ကိုချွင်းချက်မရှိလွှတ်ပေးရန်ပြည်ထောင်စုဩစတြေးလျကထပ်မံတောင်းဆိုလိုက်ပါတယ်။အီရန်စစ်ပွဲနောက်ဆက်တွဲအဖြစ်စီစေးတက်မှုကြောင့်လေကြောင်းလိုင်းတွေဟာခီးစဉ်တန်းတဲ့ချီကိုဖျက်သိမ်းကလေလက်မှတ်ခတွေလည်းအစမတန်တိုးမြင့်ခဲ့တဲ့တဲ့ပါဝင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။အခုပထမဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့တစ်ပုဒ်ကတော့ဖိလစ်ပိုင်နိုင်ငံမှာမေလ9ရက်နေ့ကနေမေလ9ရက်နေ့ထိကျင်းပမယ်48ကြိမ်မြောက်အာဆီယံထိပ်သီးခေါင်းဆောင်များအစည်းအဝေးကိုမင်းအောင်လှိုင်ကိုတက်ခွင့်မပြုဘဲနိုင်ငံရေးကိုစားပြုမဟုတ်တဲ့ကိုယ်စားလှယ်သာတက်ခွင့်ပြုမယ်လို့အာဆီယံဥက္ကဋ္ဌကမေလ6ရက်နေ့မှာတရားဝင်အတည်ပြုပြောဆိုလိုက်ပါတယ်ဖိလစ်ပိုင်နိုင်ငံစီဘူးပြည်နယ်လာဘူးမြို့မှာပြုလုပ်မယ်ဒီ48ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးကိုအဖွဲ့ဝင်17နိုင်ငံလုံးကကိုယ်စားလှယ်တွေဟာတက်ရောက်ကြမှာဖြစ်ပေမဲ့လည်းမြန်မာစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုတော့တက်ခွင့်မပြုဘဲနိုင်ငံရေးရာကိုစားပြုမှုမရှိတဲ့ပုံကိုယ်ကိုပဲဆေလွတ်ခွင့်ပြုမယ်လို့အာဆီယံအလှည့်ကျဥက္ကဋ္ဌတောင်းကိုယူထားတယ်ဖိလစ်ပိုင်နိုင်ငံသားရေးဝန်ကြီးဌာနကတရားဝင်ထုတ်ပြန်လိုက်ပါတယ်ဖိလစ်ပိုင်နိုင်ငံသားရေးဝန်ကြီးဌာနရဲ့အာဆီယံရေးရာပြောရေးဆိုခွင့်ရှိသူကလည်းအာဆီယံထိပ်သီးအစည်းအဝေးကိုအဖွဲ့ဝင်နိုင်ငံတွေတဲကနိုင်ငံအကြီးအကဲ10ဦးတက်ရောက်ဖို့အတွက်အတည်ပြုပြီးဖြစ်တယ်လို့လည်းသတင်းတောက်တွေကိုပြောကြားလိုက်ပါတယ်ဒါပေမဲ့လည်းမြန်မာနိုင်ငံအတွက်တော့မင်းအောင်လှိုင်ကိုတက်ခွင့်မပြုဘဲနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့အမြဲတမ်းအတွင်းဝန်ကိုပဲကိုယ်စားလှယ်ဖြစ်တက်ခွင့်ပြုမယ်လို့လည်းသိရှိရပါတယ်။ဒါအာဆီယံခေါင်းဆောင်တွေဆုံးဖြတ်ထားတဲ့အတိုင်းလှုပ်ဆောင်တာဖြစ်ပြီးမြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေတွေအရအစစ်မြစ်အရာရှိအမြဲတမ်းအတွင်းဝန်လိုမျိုးနိုင်ငံရေးအရကိုစားပြုမှုမရှိတဲ့သူကိုပဲတက်ခွင့်ပြုမယ်လို့ဆုံးဖြတ်ခဲ့တာလို့သူကရှင်းပြထားပါတယ်။အခု48ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးကိုဖိလစ်ပိုင်နိုင်ငံကအလှည့်ကျဥက္ကဋ္ဌအဖြစ်တာဝန်ယူပြီးကျင်းပတာဖြစ်ပြီး2026ခုနှစ်အတွင်းအရှေ့အလယ်ပိုင်းစစ်ပွဲကြောင့်ကမ္ဘာတဝန်းမှာ73စီဈေးနှုန်းတွေမြင့်တက်လာတာကုန်စည်စစ်ဆေးမှုတွေပြတ်တောက်နေတဲ့အချိန်မှာကျင်းပတာလည်းဖြစ်ပါတယ်။အဲဒါကြောင့်ဒီအစည်းအဝေးမှာဒေသအတွင်းစီးပွားရေးနဲ့လုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေအပြင်မြန်မာအရေးကိုလည်းအာဆီယံခေါင်းဆောင်တွေကအဓိကထားဆွေးနွေးသွားမယ်လို့လည်းသိရှိရပါတယ်ရှင်။ဒီတစ်ခါမှာတော့အကြမ်းဖက်စစ်တပ်ကစစ်အာဏာသိမ်းပြီးတဲ့နောက်မှာမတရားဖမ်းဆီးခံထားရတဲ့နိုင်ငံတော်၏တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ကိုချွင်းချက်မရှိချက်ချင်းပြန်လွှတ်ပေးဖို့အတွက်ပြည်ထောင်နဲ့ဩစတြေးလျတို့ကထပ်မံတိုက်တွန်းတောင်းဆိုလိုက်ပါတယ်။ဒေါအောင်ဆန်းစုကြည်ကိုထောင်ကနေနေအိမ်အကျယ်ချုပ်သို့ပြောင်းရွှေ့လိုက်တယ်လို့ကြေညာထားတဲ့အကြောင်းနဲ့ပတ်သက်ပြီး UK နဲ့ဩစတြေးလျအစိုးရတွေကမနေ့ကသူတို့ရဲ့သဘောထားတွေကိုအသီးသီးထုတ်ပြန်ခဲ့တာဖြစ်ပြီးဒီလှုပ်ဆောင်ချက်ဟာဒေါအောင်ဆန်းစုကြည်ကိုချွင်းချက်မရှိပြန်လွှတ်ပေးရေးအတွက်အခြေခံဖြစ်တဲ့တယ်လို့အလေးနဲ့ထားတိုက်တွန်းပြောကြားလိုက်ပါတယ်။ပြည်ထောင်နိုင်ငံရဲ့အင်ဒိုပစိဖိတ်ရေးရာဝန်ကြီးကဒေါအောင်ဆန်းစုကြည်ကိုနေအကျယ်ချုပ်ကိုပြောင်းရွှေ့လိုက်တာကိုပထမဆုံးခြေလှမ်းတစ်ခုဖြစ်ကြိုဆိုတယ်လို့ပြောပေမဲ့လည်းဒီလှုပ်ဆောင်ချက်ဟာသူမကိုမြည်သည့်ကန့်သက်ချက်မှမရှိဘဲလွှတ်ပေးဖို့အတွက်ဦးတီရဲ့လမ်းကြောင်းပေါ်ကခြေလှမ်းတစ်ခုသာဖြစ်တဲ့တယ်လို့လည်းထောက်ပြထားပါတယ်။သူမရဲ့ကျန်းမာရေးနဲ့အခြေအနေတွေကိုလည်းစိုးရိမ်နေဆဲဖြစ်ပြီးအခြေအနေအမှန်ကိုအမြန်ဆုံးအတည်ပြုနိုင်ဖို့အတွက်စောင့်မျှော်နေတယ်လို့လည်းပြောကြားလိုက်ပြီးမတရားဖမ်းဆီးထိန်းသိမ်းခံရသူတွေအားလုံးကိုလည်းပြန်လည်လွှတ်ပေးဖို့အတွက်တောင်းဆိုလိုက်ပါတယ်။အလားတူပဲဩစတြေးလျအစိုးရကလည်းဒီသတင်းပေါ်တုံ့ပြန်ရမှာဒေါအောင်ဆန်းစုကြည်အနေနဲ့မိသားစုနဲ့ပြန်လည်ဆက်သွယ်ခွင့်ရရှိဖို့ရှေ့နေတွေနဲ့တွေ့ဆုံခွင့်ရဖို့လုံလောက်တဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေရရှိစေရန်မျှော်လင့်ထားတယ်လို့လည်းဒီနေ့ထုတ်ပြန်ထားပါတယ်။ဩစတြေးလျအစိုးရကဒေါအောင်ဆန်းစုကြည်အပါအဝင်မတရားထိန်းသိမ်းခံရသူအားလုံးကိုချွင်းချက်မရှိပြန်လည်လွှတ်ပေးဖို့ကိုလည်းဆက်လက်တောင်းဆိုသွားမယ်လို့လည်းအတည်ပြုထားပါတယ်။ဒါအပြင်မြန်မာနိုင်ငံအတွင်းအကြမ်းဖက်မှုတွေရပ်တန့်သွားဖို့လူသားချင်းစာနာမှုအကူအညီတွေကိုအဟန့်အတားမရှိပေးနိုင်ဖို့နဲ့သက်ဆိုင်သူအားလုံးပါဝင်နိုင်တဲ့ဆွေးနွေးမှုတွေကိုဖော်ဆောင်နိုင်ဖို့လည်းထပ်မံတိုက်တွန်းထားပါတယ်။လက်ရှိမှာလည်းနိုင်ငံတကာအတိုင်းအဝန်ကဒေါအောင်ဆန်းစုကြည်ရဲ့ကျန်းမာရေးနဲ့လွတ်လပ်ခွင့်အပေါ်ကိုစိုးရိမ်မှုတွေဆက်လက်ရှိနေဆဲဖြစ်ပြီးစစ်တပ်အနေနဲ့လည်းအမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်ခိုင်မာတဲ့လှုပ်ဆောင်ချက်တွေပြသဖို့ဖိအားပေးနေကြပါတယ်ရှင်။ဒီတစ်ခါမှာတော့ချင်းပြည်နယ်တီးတိမ်မြို့ဘက်ကိုစစ်အင်အားဖြည့်တင်းဖို့လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းတွေကိုတိုက်ခတ်ခဲ့ရမှာအကြမ်းဖက်စစ်သား10ဦးထက်မနည်းဟာတေသွားပြီးချင်းတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေဘက်ကလည်းစခန်းတစ်ခုကိုလက်လွတ်လိုက်ရတယ်လို့ချင်းတော်လိုင်းသတင်းမြေကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်မေလ4ရက်နေ့မွန်းလယ်ပိုင်းမှာစကိုင်းတိုင်းကလေးမြို့ကနေတီးတိမ်မြို့နယ်တဲကိုတိုင်းငင်းတီးတိမ်လန်တိုင်းတက်လာတဲ့အင်အား200လောက်ပါတဲ့စစ်တပ်စစ်ကြောင်းကိုထမော်တောင်ခေါ်လေးထန်ကုန်းနဲ့အလွယ်ကျေးရွာအနီးတစ်ဝိုက်မှာချင်းတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့်
စစ်သား9ဦးထက်မနည်းဟာတေသွားတယ်လို့လည်းသိရှိရပါတယ်။အဲဒီစစ်ကြောင်းဟာကလေးမျိုးကနေမေလ2ရက်နေ့မှာစတင်ထွက်ခွာလာတာဖြစ်ပြီးတီးတိမ်မြို့နယ်ကကနေဒီတောင်ကိုစုံမို့ဖို့နဲ့တီးတိမ်မြို့ကခလာရ269တပ်ရင်းကိုစစ်အင်အားဖြည့်ဖို့အတွက်ထွက်လာတာလို့လည်းသိရပါတယ်။စစ်တပ်စစ်ကြောင်းလမ်းကြောင်းတစ်လျှောက်မှာတိုက်ပွဲတွေပြင်းထန်ခဲ့ပြီးစစ်တပ်ဘက်ကလေကြောင်းဘုံကျဲတိုက်ခိုက်တာတွေကိုလှုပ်ဆောင်နေရလို့ဆိုပြီးလေကြောင်းပစ်ကိုလက်လက်ကြီးပစ်ကိုတွေနဲ့တရွေ့ရွေ့ချီတက်လာတာလည်းဖြစ်ပါတယ်။မေလ9ရက်နေ့မှာတော့တီးတိမ်မြို့နယ်ကမဟာဗျူဟာအရေးပါတဲ့ထမ်မွာစခန်းကိုစစ်ကောင်စီတပ်ကပြန်လည်သိမ်းပိုက်ခဲ့ပြီးတပ်ဆွဲထားတယ်လို့လည်းသိရှိရပါတယ်။အကြမ်းဖက်စစ်တပ်ဘက်က lobby Telegram channel တွေမှာလည်းချင်းပြည်နယ်တီးတိမ်မြို့နယ်ကကနေဒီတောင်လေထံကုန်းစခန်းကိုမနေ့ကသိမ်းပိုက်လိုက်ပြီလို့လည်းသတင်းထုတ်ပြန်ထားပါတယ်။မေလ1ရက်နေ့ကနေစတင်ပြီးစကိုင်းတိုင်းကလေးမြို့ဘက်ကနေတီးတိမ်ဒေသဘက်ကိုအင်အား180လောက်နဲ့စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ကိုစီရီယန်စီရင်တပ်ဖွဲ့ကမိုင်းဆွဲတိုက်ခိုက်ခဲ့ရမှာစစ်သား9ဦးဟာနေရာမှာတင်မဲ့တိုက်ဆုံခဲ့ပြီးမေလ2ရက်နေ့မှာလည်းတီးတိမ်မြို့နယ်ကကျေးရွာအနီးကိုရောက်ရှိလာတဲ့စစ်ကောင်စီတပ်ကိုချင်းညီနောင်နဲ့ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တွေကထပ်မံကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့်စစ်ကောင်စီဘက်ကထိခိုက်ဒေဆုံးမှုများပြားနိုင်ပေမဲ့လည်းအရေးအတွက်ကိုတော့အတိမပြုနိုင်သေးဘူးလို့လည်းသိရှိရပါတယ်။လက်ရှိမှာတော့တီးတိမ်မြို့နယ်အတွင်းစစ်ရေးအခြေအနေဟာတင်းမာနေပြီးတိုက်ပွဲတွေဟာပုံမပြင်းထန်လာနိုင်တာကြောင့်ဒေသနေပြည်သူတွေကိုစစ်ရေးသတိနဲ့သွာလာနေထိုင်ကြဖို့နဲ့လုံခြုံရေးကိုအထူးဂရုပြုကြဖို့အတွက်တော်လိုင်းအင်အားစုတွေကအသိပေးထားပါတယ်။အလားတူပဲဟာခါနဲ့ဖလန်းမြို့ကြားလှုပ်ရှားနေတဲ့စစ်တပ်စစ်ကြောင်းတွေကိုလည်းချင်းလန့်အစိုးရတပ်ဖွဲ့တွေက drone နဲ့ဘုံကျဲတိုက်ခိုက်တာမြေပြင်ကျွမ်းကျင်မှုတွေကိုအသုံးချပြီးစစ်တပ်ခေါင်းဆောင်တွေကိုစုပြုံပစ်ခတ်တာမျိုးနဲ့အမက်ချွေစစ်စင်ရေးကိုဆက်လက်လှုပ်ဆောင်နေရလို့လည်းသိရှိရပါတယ်ရှင်။မကွေးရတဲ့တပုတ်ကိုတင်ဆက်ပေးကြပါမယ်။မကွေးတိုင်းစိတ်ဖြူမြို့နယ်ကကပ္ပစ22ကနေထွက်လာတဲ့စစ်တပ်စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရမှာစစ်သား2ဦးဟာတေသွားတယ်လို့စိတ်ဖြူပြောက်ကြားတကူတော်ကြားစိုး LDF ကကိုကြားစိုးကရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။မေလ9ရက်နေ့မှာအင်အား900ကျော်ပါတဲ့စစ်ကြောင်းကိုပေါက်မြို့နယ်တဲ့ညီနောင်လမ်းခွဲအနီးမှာတော်လန်တပ်ဖွဲ့တွေကမိုင်း9လုံးနဲ့မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီးတိုက်ခိုက်မှုအတွင်းမှာစစ်သား2ဦးဟာတေသွားတာဖြစ်ပြီး3ဦးဟာထိခိုက်ဒဏ်ရာရှိခဲ့ပြီးတော်လန်ရဲဘော်တွေဘက်ကတော့အထိခိုက်မရှိဘဲပြန်လည်ဆုတ်ခွာနိုင်ခဲ့လို့လည်းသိရှိရပါတယ်။ဒီတိုက်ခိုက်မှုကိုစိတ်ဖြူပြောက်ကြားတကူတော်ကြားစိုး LDF ပေါက်မြို့နယ်ပကဖအဖွဲ့နဲ့ရဲကျေးပကဖတွေပူးပေါင်းပြီးလှုပ်ဆောင်ခဲ့တာဖြစ်ပြီးရဲဘော်တွေဘက်ကထိခိုက်မရှိဘဲဆုတ်ခွာနိုင်ခဲ့လို့လည်းသိရှိရပါတယ်။ဒါအပြင်မန္တလေးတိုင်းငစွန်းမြို့နယ်မှာလည်းစစ်တပ်စစ်ကြောင်းကိုမိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ရမှာစစ်သားတွေဘက်ကထိခိုက်မှုရှိတယ်လို့လည်း TGYR တပ်ဖွဲ့မြင်းကြံခရိုင်အမှတ်17တရင်ကသတင်းထုတ်ပြန်ထားပါတယ်။မေလ3ရက်နေ့မှာငစွန်းမြို့နယ်တောင်ဘက်ကဇလုံးမကျေးရွာကိုစစ်သားအင်အားခန့်မှန်း60လောက်ပါတဲ့စစ်ကား3စီးရောက်ရှိလာပြီးမြင်းသာကျေးရွာဘက်ကိုခြေလင်းစစ်ကြောင်းထိုးလာစဉ်မှာ TGYR တပ်ဖွဲ့မြင်းကြံခရိုင်အမှတ်17တရင်ကရဲဘော်တွေကမိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး80မမလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့လို့လည်းသိရှိရပါတယ်။အဲဒီတိုက်ခိုက်မှုအတွင်းမှာစစ်သား2ဦးဟာကြည်ထိမှန်ပြီးခြေထောက်ပြတ်တောက်တဲ့ဒဏ်ရာရရှိခဲ့ပြီးနောက်ပိုင်းမှာတော့စစ်ကြောင်းကမြင်းသာကျေးရွာကိုဝင်ရောက်လာပြီးစစ်ပေးဆောင်ပြည်သူတွေကို drone နဲ့လိုက်လံဘုံကျဲတိုက်ခိုက်ခဲ့လို့လည်းသိရှိရပါတယ်။စစ်ကြောင်းဖြတ်သွားတဲ့နေရာတွေကိုတော်လဲရဲဘော်တွေဘက်ကနေမြေရှင်းလင်းရေးတွေလှုပ်ဆောင်ကြတဲ့အချိန်မှာတော့နေမနှလုံးကိုတင်ဆက်ရရှိခဲ့လို့လည်းသိရှိရပါတယ်။အကြမ်းဖက်စစ်တပ်စစ်ကြောင်းတွေဟာပြည်သူတွေသွားလာတဲ့လမ်းတွေမှာနေမိုင်းတွေထားပြီးပြည်သူတွေကိုရွယ်ပြီးထိခိုက်ဒေဆုံးစေရန်လှုပ်ဆောင်နေကြတာကြောင့်စစ်ကြောင်းဝင်လာတဲ့အချိန်မှာဘေးလွတ်ရာကိုရှောင်ရှားကြဖို့နဲ့စစ်ကြောင်းဝင်ပြီးတပ်ဆွဲထားတဲ့ကျေးရွာတွေကိုအလွယ်တကူမဝင်ကြဖို့အတွက်လည်းတတိပေးထားပါတယ်ရှင်။ဒီတစ်ခါမှာတော့ပဲခူးတိုင်းအုပ်ဖို့မြို့နယ်မှာပြည်သူတွေကိုနှီးမျိုးစုံနဲ့ဖိနှိပ်နေတဲ့လက်လုံတနက်ကင်ထားတဲ့အကြမ်းဖက်စစ်တပ်ဒေါက်တိုင်2ဦးကိုပြစ်ခတ်တိုက်ခိုက်ရကနေ2ဦးစလုံးဟာတေသွားတယ်လို့တာရီခန်တရင်3832တက်ခွဲ4ကတာဝန်ရှိသူကရန်ကုန်ခေတ်သစ်ကိုပြောပါရယ်မေလ6ရက်နေ့မွန်းလွဲတနင်္ဂနွေခွဲလောက်မှာအုပ်ဖို့မြို့နယ်ဝိုင်းကျေးရွာအုပ်စုဝိုင်းကျေးရွာမှာနေထိုင်တဲ့ဒေါက်တိုင်ကျော်ဦးကပြည်တော်ရေးရွာကအောင်စောရဲ့နေအိမ်ကိုရောက်ရှိနေတဲ့အချိန်မှာတာရီခန်တရင်3832တက်ခွဲ4ကရဲဘော်တွေကဝင်ရောက်ဖမ်းဆီးခဲ့ပေမဲ့လည်းလက်လုံတနက်နဲ့ပြန်လည်ခုခံခဲ့တာကြောင့်ပြစ်ခတ်ဖမ်းဆီးတဲ့အတွင်းမှာ2ဦးစလုံးဟာတေသွားတာဖြစ်တယ်လို့လည်းသိရှိရပါတယ်။တေဆုံးသွားတဲ့ကျော်ဦးနဲ့အောင်စောတို့ဟာစစ်တပ်စစ်ကြောင်းထိုးဖို့အတွက်လှုံ့ဆော်တာလမ်းသွားလမ်းလာပြည်သူတွေကိုဖမ်းဆီးစစ်ဆေးတာစစ်တပ်နဲ့ပူးပေါင်းပြီးလောင်ကစားဝိုင်းတွေဖွင့်ကငွေကြေးကောက်ခံတာတွေကိုလုပ်နေသူတွေဖြစ်တယ်လို့လည်းသိရှိရပါတယ်။ဒါအပြင်အကြမ်းဖက်စစ်တပ်ဒေါက်တိုင်တွေစီကနေခါချို့တို့တနက်တလက်လက်ပစ်သီးတစ်လုံးနဲ့9.56ကြီး6000ကိုလည်းတင်ဆက်ရရှိခဲ့လို့လည်းသိရှိရပါတယ်။ပြည်သူတွေကိုဒုက္ခပေးနေတဲ့စစ်တပ်နဲ့သူတို့ရဲ့ဒေါက်တိုင်တွေကိုထိရောက်စွာအရေးယူသွားမယ်လို့ပြောကြားထားပြီးပြည်သူတွေအနေနဲ့လည်းအဲ့လိုလူတွေအနီးမှာသွာလာနေထိုင်တာမလုပ်ကြဖို့ကိုလည်းသတိပေးထားပါတယ်ရှင်။စကိုင်းသတင်းတစ်ပုဒ်ကိုတင်ဆက်ပေးကြပါမယ်။စကိုင်းတိုင်းပလဲမြို့နယ်ပလဲကံကောလမ်းပိုင်းကိုအကြမ်းဖက်စစ်တပ်ကအင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးလာတာကြောင့်ပြည်သူ9000ကျော်ဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရပြီးစားနပ်ရိက္ခာတွေအရေးပေါ်လိုအပ်နေရလို့စစ်ဘေးရှောင်ပြည်သူတွေကရန်ကုန်ခေတ်သစ်ကိုပြောပါရယ်
မေလ9ရက်နေ့မွန်းလယ်ပိုင်းမှာရင်းမာပင်မြို့ကနေထွက်လာတဲ့အင်အား200ကျော်ပါတဲ့စစ်ကြောင်းနဲ့စစ်ကား18စီးပါစစ်ရင်တန်းကညနေပိုင်းမှာပလဲမြို့တဲကိုဝင်ရောက်လာပြီးမေလ6ရက်နေ့မနက်ပိုင်းမှာတော့ပလဲကန်ကောလမ်းဘက်ကိုဆက်ပြီးစစ်ကြောင်းထိုးလာကလက်ရှိမှာတော့ကုတ်ကုန်းရွာဘက်ကိုရောက်ရှိနေလို့လည်းသိရှိရပါတယ်။အဲဒီစစ်ကြောင်းကမြင်းနိုင်ပင်ရွာကိုဦးတည်ပြီးအဲ့ဒီကနေတဆင်ဇီးဖြူကုန်းနဲ့အင်မထီပြူစောတိရွာတွေကိုရိခါပို့ဖို့ဆက်သွားနိုင်တယ်လို့လည်းသုံးသပ်ထားကြပါတယ်။စစ်ရင်တန်းတွေတွာလာနိုင်ဖို့အတွက်အိုင်းမရွာအနီးကပြက်နေတဲ့တရားကိုလည်းစစ်တပ်ဘက်ကပြန်လည်ပြင်ဆင်နေရလို့လည်းသိရှိရပါတယ်။လက်ရှိအချိန်မှာတော့မြကုန်းကုတ်ကုန်းလက်ပုကန်နဲ့နှောကန်ရွာတွေအပါအဝင်ပလဲမြို့မြောက်ဘက်နဲ့အရှေ့တောင်ဘက်ချမ်းကကျေးရွာတွေကပြည်သူ9000ကျော်ဟာထွက်ပြေးနေရပါတယ်။ဒါအပြင်စစ်ဘေးရှောင်တွေကမိုးဦးနှန်းနဲ့အခြားသီးနှံတွေကိုစိုက်ပျိုးရမယ့်အချိန်မှာလေယာလုပ်ငန်းတွေမလုပ်နိုင်တော့တာကြောင့်စားနပ်ရိက္ခာတွေပို့ပြီးလိုအပ်နေရလို့လည်းပြောကြပါတယ်။ဒါအပြင်ပလဲမြို့နယ်နဲ့ရင်းမာပင်မြို့နယ်အဆက်ကရင်းပေါင်တိုင်ရွာဘက်မှာလည်းအင်အား300ခန့်ပါစစ်ကြောင်းတစ်ကြောင်းကကျေးရွာတွေကိုဇက်တိုင်ဝင်ရောက်စီးနင်းနေရလို့လည်းသိရှိရပါတယ်ရှင်။ဆက်လက်ပြီးတော့ဗုဒ္ဓဘာသာတိလရှင်ဝတ်စုံနဲ့ပြိုင်ပွဲရှင်ပြိုင်မှုအပေါ်ကိုစစ်အုပ်စုရဲ့တာသနာရေးဝန်ကြီးဌာနကအရေးယူဖို့အတွက်ဆောင်ရွက်နေကြသတင်းထွက်ပေါ်လာပြီးမှာပဲ Miss Grand မြန်မာပွဲရဲ့ကျင်းပဖို့ကြံရှိနေတဲ့ပြိုင်ပွဲတွေကိုရက်အကန့်အသတ်မရှိဘဲရွှေ့ဆိုင်းလိုက်တယ်လို့သိရပါတယ်။လက်တလုံးမှာဖြစ်ပေါ်နေတဲ့ကိစ္စရပ်တွေကြောင့် Miss Grand မြန်မာပွဲရဲ့ကျင်းပဖို့ကြံရှိနေတဲ့ Preliminary Competition နဲ့ Grand Final ကိုရက်အကန့်အသတ်မရှိဘဲရွှေ့ဆိုင်းလိုက်တယ်လို့လည်းပွဲဦးဆောင်ကျင်းပတဲ့ Miss Grand မြန်မာအဖွဲ့အစည်းဘက်ကမေလ6ရက်နေ့မှာထုတ်ပြန်ကြေညာလိုက်ပါတယ်။ Miss Grand မြန်မာပြိုင်ပွဲမှာတီလာရှင်ဝစ်စုံနဲ့ရှင်ပြိုင်ခဲ့တဲ့တာချီလိတ်အလှမဲ့ဣမွန်လွင်နဲ့ပြိုင်ပွဲကျင်းပရေးတာဝန်ရှိသူတွေကိုအရေးယူပေးဖို့အတွက်စီအိုစုလက်အောက်ခံတာသနာရေးဝန်ကြီးဌာနကပြည်ထရေးဝန်ကြီးဌာနထံကိုညှိနှိုင်းဆောင်ရွက်နေကြောင်းသတင်းထွက်ပေါ်လာအပြီးမှာပဲအခုလိုပြိုင်ပွဲကိုရုတ်တရက်ရပ်ဆိုင်းလိုက်တာလည်းဖြစ်ပါတယ်။ဒီမတိုင်ခင်မေလ4ရက်နေ့ကတာချီလိတ်အလှမဲ့ကိုပြိုင်ပွဲကနေထုတ်ပယ်လိုက်ပြီးဒီလိုရှင်ပြိုင်မယ်ဆိုတာကိုပွဲတာဝန်ရှိသူတွေအနေနဲ့ကြိုတင်သိရှိခဲ့ခြင်းမရှိဘူးလို့လည်း Miss Grand မြန်မာအဖွဲ့အစည်းဘက်ကနေသတင်းထုတ်ပြန်ကြေညာထားပါတယ်ရှင်။နိုင်ငံတကာဘက်ကသတင်းတွေကိုဆက်လက်တင်ဆက်ပေးကြပါမယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်တရုတ်နိုင်ငံကိုရောက်ရှိလာဖို့အတွက်တပတ်အလိုမှာပဲအီရန်နိုင်ငံသားဝန်ကြီးအာရတ်ဂျီဟာဘေကျင်းမြို့ကိုရောက်ရှိလာပြီးတရုတ်နိုင်ငံသားဝန်ကြီးဝမ်ယီနဲ့မေလ6ရက်နေ့မှာတွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ဟော်မုစ်လက်ကြားပိတ်ထားတဲ့ကိစ္စရပ်ကြောင့်အမေရိကန်နဲ့တင်းမာမှုတွေရှိနေချိန်မှာအခုလိုရောက်ရှိလာတာလည်းဖြစ်ပါတယ်။တရုတ်ဟာအီရန်ရဲ့ရင်းနှီးတဲ့မိတ်ဆွေဖြစ်ပြီးအခုလိုစစ်မီးတောက်နေတဲ့အချိန်မှာနှစ်နိုင်ငံကြားပူးပေါင်းဆောင်ရွက်မှုကပိုတောင်ခိုင်မာလာအောင်ပါလို့လည်းအီရန်နိုင်ငံသားဝန်ကြီးကပြောကြားလိုက်ပါတယ်။အမေရိကန်နဲ့ငြင်းချင်ဆွေးနွေးတဲ့အခါမှာလည်းအီရန်ဘက်ကနစ်နာမဲ့အချက်တွေကိုလက်ခံမှာမဟုတ်ဘဲတရားမျှတတဲ့သဘောတူညီချက်မျိုးကိုပဲလက်ခံမယ်လို့လည်းပြောကြားသွားခဲ့ပါတယ်။စစ်ပွဲစတင်ကတည်းကအီရန်ကဟော်မုစ်လက်ကြားကိုပိတ်လိုက်တာကြောင့်ကမ္ဘာရေနံနဲ့တဘာဝတန်းငွေဈေးတွေထိုးတက်ကုန်ပြီးကမ္ဘာစီးပွားရေးပြက်ကတ်ဆိုင်မဲ့အရေးတော်တော်လေးကိုစိုးရိမ်နေကြပါတယ်။အမေရိကန်ဘက်ကလည်းအီရန်စိတ်ကမ်းတွေကိုပြန်ပိတ်တယ်လို့အီရန်စီကရေနံဝယ်တဲ့တရုတ်ကုမ္ပဏီတွေကိုပါအရေးယူနေတာကြောင့်အမေရိကန်နဲ့တရုတ်နိုင်ငံကြားမှာလည်းဆက်ဆံရေးကတော်တော်လေးကိုတင်းမာနေတာပါအကဲခတ်တွေသုံးသပ်တာကတော့အီရန်ဟာလာမယ့်မေလ14ရက်နေ့နဲ့15ရက်နေ့တွေမှာလုပ်မဲ့ထရန့်နဲ့ရှီကျင်းပင်တို့ရဲ့ထိပ်သီးအစည်းအဝေးမှာတရုတ်ကိုဂျားဝင်စစ်ဆက်ပေးဖို့အတွက်မျှော်လင့်နေတာပါတရုတ်နိုင်ငံဘက်ကအမေရိကန်ကိုဘာတွေအလျှော့ပေးမလဲအီရန်အကျိုးစီးပွားကိုရောဘယ်လောက်ထိကာကွယ်ပေးလဲဆိုတာကိုတော့အီရန်ကစိုးရိမ်တကြီးနဲ့သိချင်နေပါတယ်တရုတ်နိုင်ငံဘက်ကလည်းထရန့်နဲ့မတွေ့ဆုံခင်မှာအီရန်ဘက်ကနေစစ်ရေးရနောက်ထပ်အခြေအနေတွေပိုဆိုးသွားအောင်မလုပ်ဖို့အတွက်အာမခံချက်လိုချင်နေတာလည်းဖြစ်ပါတယ်အခုလောလောဆယ်မှာတော့သမ္မတထရန့်ကပါကစ္စတန်တို့လိုနိုင်ငံတွေရဲ့တောင်းဆိုမှုကြောင့်သင်္ဘောတွေကိုစစ်တပ်နဲ့လိုက်ပါစောင့်ရှောက်ပေးမဲ့စစ်စင်ရေးကိုခိတ္တရန်နာထားတယ်လို့လည်းဆိုထားပါတယ်။အီရန်နဲ့အမေရိကန်ကြားမှာပါကစ္စတန်ကဂျားကနေငြင်းချင်းရရှိဖို့အတွက်စ조사ပေးနေပြီမဲ့လည်းအီရန်ရဲ့နျူကလ িয়ার ကိစ္စနဲ့ရေလက်ကြားထိန်းချုပ်မှုကိစ္စရပ်တွေမှာတော့နှစ်ဖက်စလုံးကအလျှော့မပေးကြသေးတဲ့အတွက်ရှေ့ဆက်ဖို့ခက်ခဲနေတော့မယ်ဖြစ်ပါတယ်ရှင်။ဆက်လက်ပြီးတော့အီရန်စစ်ပွဲရဲ့ခရက်ကြောင့်လေရင်စီဈေးတွေဟာထိုးတက်နေပြီးလေကြောင်းလိုင်းတွေကလည်းလက်မှတ်ခတွေကိုတိုးမြင့်လိုက်ုံတင်မကပဲခီးစဉ်နေရပေါင်းတန်းနဲ့ချီပြီးတော့ပါဖြတ်ပြနေကြပါတယ်စစ်ပွဲခရက်ကတော်တော်လေးကိုပြင်းထန်နေတာကြောင့်ပြီးခဲ့တဲ့ဖေဖော်ဝါရီလနှောင်းပိုင်းမှာစစ်ပွဲစတင်ကလေးကလေရင်စီဈေးက80%ကျော်အထိတက်သွားခဲ့တာပါအဓိကကတော့ဟော်မုစ်လက်ကြားပိတ်နေတာက10ဘက်ကျော်လောက်ရှိလာပြီဆိုတဲ့အတွက်လောင်စာစီရရှိဖို့ကတကဘာလုံးအတိုင်းအတာနဲ့တော်တော်လေးကိုခက်ခဲကုန်တာလည်းဖြစ်ပါတယ်စီဈေးတံကိုမခံနိုင်တော့တဲ့အတွက်
ဇွန်လကနေစက်တင်ဘာလအထိကမ္ဘာတဝန်းမှာလေယာဉ်ခီးစဉ်ကခီးတဲ့နေရာပေါင်း9.3 သန်းကျော်လောက်ကိုလေကြောင်းလိုင်းတွေကဖျက်ပစ်လိုက်ကြပါတယ်။အရှိအလယ်ပိုင်းဒေသကလေကြောင်းလိုင်းတွေကတော့အဆိုးဆုံးပါပဲ။ကာတာအဝေးဆိုရင်လူ2 သန်းစာလောက်ကိုဖျက်ပစ်လိုက်ရတယ်လို့ပဲ။ Emirates နဲ့ Etihad တို့လည်းအများကြီးဖျက်လိုက်ရပါတယ်။ Spirit Airlines လို့ခေါ်တဲ့ American တန်ဖိုးနဲ့လေကြောင်းလိုင်းဆိုရင်တော့စီစေးတံကိုမတောင့်ခံနိုင်တော့တဲ့အတွက်ကြောင့်လုပ်ငန်းတွေကိုပါအပြေးပန်ရန်နာလိုက်ရတယ်လို့လည်းကြေညာလိုက်ပါတယ်။လက်မှတ်ခတွေအနေနဲ့ကလည်း American ပြည်တွင်းခီးစဉ်တွေဆိုရင်24%လောက်ထိတက်ကုန်ကြသလိုဥရောပနဲ့အာရှကြားခီးစဉ်အချို့ဆိုရင်အရင်ကတည်းက9ဆလောက်တောင်ဈေးတက်သွားတယ်လို့လည်းကျွမ်းကျင်သူတွေကပြောနေကြပါတယ်ဈေးတက်ပေမဲ့လည်းခီးသွားချင်တဲ့သူတွေကတော့ရှိနေတော့မှာပဲဒါပေမဲ့ဈေးတွေထက်တက်မှာဒါမှမဟုတ်ခီးစဉ်တွေထက်ဖြစ်မှာကြောက်တဲ့အတွက်ကြောင့်အခုကလေးကကြိုတင်ဘိုကင်လုပ်ထားကြတာပါမလေးရှားကလုပ်ငန်းရှင်တို့ဆိုရင်ဈေးတွေတက်နေတာမြင်ရတယ်လို့ခီးစဉ်တွေကလည်းခဏခဏဖြတ်နေကြတော့စေရေးရအောင်ဝန်ဆောင်မှုအပြည့်ပေးတဲ့လေကြောင်းလိုင်းတွေကိုပဲအခုကလေးကကြိုပြီးလက်မှတ်ဝယ်ထားလိုက်တယ်လို့လည်းဆိုပါတယ်ပညာရှင်တွေသုံးသပ်တာကတော့နောက်လတွေမှာလေကြောင်းလိုင်းတွေအတွက်တော်တော်လေးကိုခက်ခဲအောင်မယ်လို့လည်းဆိုပါတယ်စစ်ပွဲကချက်ချင်းပြီးသွားရင်တော့စီဈေးတွေဟာပုံမှန်ပြန်ဖြစ်ဖို့အတွက်တစ်နှစ်လောက်အချိန်ယူအောင်မယ်လို့လည်းသိရှိရပါတယ်စီဈေးတွေပြန်ကျသွားမယ်ဆိုရင်တော့လေကြောင်းလိုင်းတွေကလက်မှတ်ခတွေကိုအရင်ဈေးတိုင်းပြန်လည်လျှော့ပေးဖို့ကတော့တော်တော်လေးမလွယ်လောက်ဘူးလို့လည်းဆိုပါတယ်ရှင်